အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ရှောင်းဖို့ပါကျွန်တော်ဒီနေ့မှာတော့အဘတ်ကိုကိုရာတိုက်တဲ့ level တင်ဖို့အတွက် fan root စီဆိုတဲ့ဘောကိုဘယ်လိုချအောင်လဲဆိုတာပြပြပြသွားပါမယ်ဒီဘောကိုချဖို့အတွက်လိုအပ်တဲ့ weapon တွေကတော့ T နဲ့ရက်တောင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဘောစီကိုရောက်ပြီဆိုတော့ဘယ်ဘက်ကိုကိုပြီးဘုံဘောတက်လိုက်ပါဘုံဘောရောက်ပြီဆိုရင်တော့ brother တို့အနေနဲ့ Wi-Fi သုံးဖို့ကိုယ့်ရဲ့ internet ကိုပိတ်လိုက်ပါအခုလို Wi-Fi နဲ့ခေါင်းလောင်းပုံစံလေးပေါ်လာရင်တော့ကိုယ့်ရဲ့ internet သုံးဖို့ Wi-Fi ကိုပြန်ဖွင့်လိုက်ပါပြီးသွားရင်တော့ cancel ကလေးလေးကိုနေပြီးတော့ကွင်းမြင့်ရှိကိုထွက်လိုက်ပါကွင်းမြင့်ရှိကိုရောက်ပြီဆိုရင်တော့ဘောကိုခေါ်ဖို့အတွက်ကျွန်တော်တို့အနေနဲ့ T ကိုတုံးပြီးတော့ခေါ်လိုက်ပါမယ်ကျွန်တော်တို့စီကိုဘောရောက်လာတဲ့အခါအခုလိုမျိုး loss ဆိုပြီးတော့ဖြစ်သွားပါလိမ့်မယ်ပြီးသွားရင်တော့အခုလိုမျိုးဖြစ်သွားတဲ့အခါရက်တောင်ဝပုံရဲ့ scale တစ်ခုဖြစ်တဲ့ charge တက်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဘောကိုစချလို့ရပါပြီအခုလိုမျိုး charge တက်ကိုအသုံးပြုပြီးတော့ချရုံပဲလားဆိုရင်တော့မဟုတ်သေးပါဘူးဘောစီကနေပြစ်လို့လိုက်တဲ့ water waste တွေကိုရှောင်ဖို့တော့လိုအပ်ပါသေးတယ်အခုလိုမျိုး boss ကအောက်ကိုထိုင်ချပြီးတော့သူ့ရဲ့ဝပုံမှာရေလိုင်းလေးပေါ်လာပြီဆိုရင်တော့ water waste ကိုပြစ်တော့မှာပဲဖြစ်ပါတယ်ပြစ်လို့လိုက်တဲ့ကကျွန်တော်တို့အနေနဲ့နောက်ကိုနည်းနည်းဆုပ်ပြီးတော့ defense ခလုတ်ကိုစတိုက်နေပြီးနေရပါပြီပထမတစ်ချိန်မှာတော့ကျွန်တော်တို့အနေနဲ့နှစ်ချိန်သာရှောင်အောင်မှာဖြစ်ပါတယ်ဒုတိယတစ်ချိန်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ water weight 3ချိန်ရယ်ဒီကောင်ရဲခက်လိုက်တဲ့ရေလိုင်းတစ်ချိန်ရယ်စုစုပေါင်း4ချိန်ကိုရှောင်အောင်မှာဖြစ်ပါတယ်အခုလိုမျိုးရှောင်လိုက် charge တက်ကိုတုံးလိုက်နဲ့ချသွားရင်တော့ရပြီပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဘောက်နိုင်မှုအတွက်2ရက်လောက်အချိန်ယူလိုက်ရပါတယ်ဒီလိုဆိုရင်တော့ brother တို့အနေနဲ့အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and share လေးလုပ်ပေးကြပါဦးနောက်တက်လေ warming နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့တင်ပြသွားပါဦးမယ်ဗျယခုဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းအောင်လည်းကျေးဇူးများတင်ပါတယ်